အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့90 day report လို့ခေါ်တဲ့ရက်63ထူတာကို online ကနေဘယ်လိုလုပ်ရမလဲဆိုတာကိုမျှဝေပေးသွားပါမယ်ဗျ90 day report ဆိုတာကတော့ထိုင်းနိုင်ငံမှာရည်ရှိနေတဲ့နိုင်ငံသားတိုင်းထိုင်းနိုင်ငံထဲမှာရက်60ပြည့်အောင်နေရင်ထိုင်းရဲ့ immigration လာဝကကိုအကြောင်းကြားရတဲ့သဘောပဲဖြစ်ပါတယ်ဗျကိုကထိုင်းနိုင်ငံထဲမှာကြောင်းတက်နေတာပဲဖြစ်ဖြစ်အလုပ်လုပ်နေတာပဲဖြစ်ဖြစ်ဘလို့ဗီဇာနဲ့ပဲနေရက်60ပြည့်တိုင်း90 day report လုပ်ရပါတယ် Smart Visa ကင်ထားတဲ့သူတွေကတော့90 day report လုပ်စရာမလိုဘူးလို့သိထားပါတယ်ဗျ90 day report ကိုကိုနဲ့နီးစပ်ရာ immigration ရုံးမှာတွားလုပ်လို့ရသလို online ကနေလည်းလုပ်လို့ရပါတယ်ဗျကျွန်တော်တို့က Google Chrome မှာ90 day report Thailand ဆိုပြီးတော့ရိုက်လိုက်ပါမယ်ကြားလာတဲ့စာမျက်နှာတွေထဲကပထမဆုံးစာမျက်နှာကိုဝင်ပါမယ်ဒါကတော့90 day report အကြောင်းကိုအသေးစိတ်ရေးထားတဲ့စာမျက်နှာပါသူက90 day report မလုပ်ဘူးဆိုလို့ရှိရင်ဘတ်2000တန်ကြေးကောက်မယ်ဆိုပြီးတော့ရေးထားတယ်တကယ်လို့လမ်းမှာအစစ်ဆေးရှိလို့ကိုက90 day report မလုပ်ထားတာကိုစစ်ဆေးမိတယ်ဆိုလို့ရှိရင်ဘတ်9000တန်ကြေးဆောင်ရမယ်ဆိုတာကိုပြောထားတာပါ90 day report ကိုဘယ်အချိန်နေမှာလုပ်ရမလဲဆိုတော့ရက်60မပြည့်ခင်15ရက်အလိုမှာလုပ်လို့ရတယ်ရက်60ပြည့်ပြီး9ရက်နောက်ပိုင်းမှာလုပ်လို့ရတယ်အဲ့ဒါကြော်သွားပြီဆိုလို့ရှိရင်တော့ဒဏ်ကြေးတက်ခံရမှာဖြစ်တယ်ကျွန်တော်တို့ဘယ်ကိုသွားရမလဲဆိုတော့ဒီမှာ online service ဆိုတာကိုရွေးပါမယ်တက်လာတဲ့အထက်ကဒါကိုပိတ်ပါမယ်ပြီးရင်ဒီမှာအများကြီးရှိတဲ့အထက်က90 days လို့ရေးထားတဲ့ဟာလေးကိုနှိပ်ပါမယ်ဒါကလည်း90 day report အကြောင်းကိုသူရှင်းပြထားတဲ့ဟာတွေပါအဲ့ဒီတဲကမှကျွန်တော်တို့အလဲလောက်မှရှိတဲ့ online notification ဆိုတဲ့ဟာကိုနှိပ်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့ကိုကအကောင့်ရှိပြီးသားဆိုလို့ရှိရင်ဒီကနေကိုယ့်ရဲ့ email address ကိုယ့်ရဲ့ password နဲ့ဝင်လိုက်ရုံပါပဲအကောင့်မရှိသေးဘူးဆိုရင်တော့အကောင့်အရင်ဆုံးဖွင့်ရပါမယ် apply ကိုနှိပ်ပါနှိပ်ပြီးရင်ဒီမှာ email address ထည့်ရပါမယ်ကိုယ့်ရဲ့ email address ကိုနောက်တစ်ခေါက်ထည့်ရိုက်ပါမယ်ပြီးရင်ကိုယ့်ရဲ့နောက်ဆုံးနာမည်ပေါ့နော်ဥပမာကျွန်တော်ဆို to do something ဆိုရင်ဒီ surname ဆိုတဲ့နေရာမှာ something given name နေရာမှာ to do ပေါ့အဲ့လိုမျိုးဖြည့်ရပါမယ်ပြီးရင်ဖုန်းနံပါတ်ဖြည့်ရပါမယ်ပြီးရင်ဒါကိုမှန်အောင်ရိုက်ပြီးတော့ apply ဆိုတာကိုနှိပ်ရပါမယ်အဲ့ဆိုရင် register လုပ်တာပြီးပါပြီကျွန်တော်ကတော့ register လုပ်ပြီးသားရှိတာမို့လို့ဒီမှာ register မလုပ်တော့ဘူးဗျဒီမှာတော့ email address နဲ့ password ဖြည့်မယ်ပြီးရင်ဒီမှာ character ကိုမှန်အောင်ရိုက်မယ်ကျွန်တော်တို့သူ့ရဲ့ website တွေကို login ဝင်ပြီးပြီဆိုလို့ရှိရင်ဒီမှာနှစ်ခုရှိပါတယ်ဒါကတော့ check the status of application ဆိုတာတော့ကျွန်တော်တို့ application ကိုတင်ပြီးပြီဆိုလို့ရှိရင် approve ဖြစ်လား reject ဖြစ်လားဆိုတာကိုပြန်ကြည့်တဲ့နေရာပါလောလောဆယ်ကတော့ကျွန်တော်တို့အခုစတင်မှာဆိုတော့ဒီအပေါ်ဟာကိုနှိပ်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ passport နံပါတ်ဖြည့်ရပါမယ်ကိုယ့်ရဲ့ passport နံပါတ်ဒါမှမဟုတ် CI နံပါတ်ကိုဖြည့်ပါပြီးရင်ဒီမှာကတော့မြန်မာပေါ့နော်စာနင်းဆိုတဲ့နေရာမှာကိုယ့်ရဲ့နာမည်နောက်ဆုံးအလုံးကိုဖြည့်ပါမယ် given name နေရာမှာကိုယ့်ရဲ့နာမည်အရှိကဟာတွေဖြည့်မယ် middle name ကတော့မဖြည့်ပဲထားလို့ရပါတယ် gender မှာတော့ယောက်ျားလေးဆိုရင် male မိန်းကလေးဆိုရင် female ရွေးပါမယ် date of birth မှာကတော့ကိုယ့်ရဲ့မွေးနေ့တက်ဂရစ်ကိုဖြည့်ပါမယ်မွေးနေ့မွေးလမွေးနှစ်ဖြည့်ပါမယ် arrival date နေရာမှာကတော့ကိုထိုင်းနိုင်ငံကိုဘယ်နေ့ရစပြီးတော့ဝင်လဲဆိုတာကိုဖြည့်ပေးရပါမယ်ကိုယ့်ရဲ့ passport ထဲမှာကိုဘယ်နေ့ဝင်နေဆိုတာကိုပြန်ကြည့်လို့ရပါတယ်ဥပမာကိုကဗတ်ရိုက်ထားတဲ့လူဆိုလို့ရှိရင်လည်းကိုဗတ်ရိုက်ပြီးတော့ကို passport ထဲကို visa ဘယ်နေ့ထည့်လဲပေါ့နော်ကိုယ့်ရဲ့ passport စာအုပ်မှာပြန်ကြည့်ပါအဲ့ဒါကိုဖြည့်ပေးရပါမယ် stay visa expire မှာကတော့ကိုယ့်ရဲ့ visa ဘယ်နေ့သက်တမ်းကုန်မယ်ဆိုတာကိုဖြည့်ပေးရပါမယ်ဒီမှာရွေးပြီးတော့ဖြည့်ပေးပါကိုယ့်ရဲ့ passport စာအုပ်ထဲမှာပြန်ကြည့်လို့ရပါတယ်ပြီးရင်တော့ဒီမှာကိုယ့်ရဲ့လိပ်စာကိုဖြည့်ရပါမယ် address နံပါတ်မှာကိုယ့်ရဲ့တိုက်ခန်းနံပါတ်အခန်းနံပါတ်အလွှာဒါမျိုးတွေဖြည့်ပေးရပါမယ် road မှာကတော့ကိုကဘယ်လမ်းမှာနေတယ်ဆိုတာဖြည့်ပေးရမယ် state ဆိုတဲ့နေရာမှာဘန်ကောက်မှာနေတဲ့လူဆိုရင်ဘန်ကောက်ရွေးမယ် city ဆိုလို့ရှိရင်လည်းဘန်ကောက်ထဲကကိုကဘယ်မြို့နယ်မှာနေတာလဲဆိုတာကိုရွေးပေးရမယ်ဒီ district ဆိုတဲ့နေရာမှာကတော့ကိုက
ဘယ်မျိုးနဲ့ဘယ်ရက်ကွက်မှာနေတယ်ဆိုတာကိုဖြည့်ပေးရမယ်ပြီးရင်တော့ဖုန်းနံပါတ်မှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဖြည့်မယ်ဒါကတော့မလိုဘူး visa ဆိုတဲ့နေရာမှာအမှန်ချစ်စရာမလိုဘူး use login information နေရာမှာအမှန်ချစ်လေးချစ်ပေးမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာအမှန်ချစ်လေးထပ်ချစ်မယ်ပြီးရင် submit ဆိုတာကိုနှိပ်လိုက်ရင်ရပါပြီဗျကိုယ့်ရဲ့ email တွေကိုသူတို့ကကိုယ့်ရဲ့ form ကိုရရှိကြောင်းစာလေးပို့ပေးပါမယ်ကျွန်တော်တို့က form ဖြည့်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ email တွေကိုအခုလိုမျိုးစာပို့လာပါတယ်ဒီစာကတော့ကျွန်တော်တို့ဖြည့်လိုက်တဲ့ form ကို immigration ကလက်ခံရရှိကြောင်းစာပါဒီစာနဲ့အတူ attachment မှာ PDF file တစ်ခုပါပါမယ်အဲ့ဒီ file ကတော့ကျွန်တော်တို့ဖြည့်လိုက်တဲ့အချက်အလက်တွေကိုဖော်ပြထားတဲ့ TM47 လို့ခေါ်တဲ့ file မှာဒီ email လက်ခံရရှိတာကကျွန်တော်တို့90 day report အောင်မြင်သွားပြီလို့မဆိုလိုပါဘူးဗျနောက်2ရက်3ရက်လောက်နေရင်တခြား email တစ်စောင်ထပ်ပြီးတော့ပို့လာပါလိမ့်မယ်ထပ်ပို့လာတဲ့ email မှာကတော့ကျွန်တော်တို့90 day report လုပ်လိုက်တာကိုလက်ခံလိုက်ပြီလားလက်မခံလိုက်ဘူးလားဆိုတာကိုဖော်ပြထားပါလိမ့်မယ်ပို့လာတဲ့ email ထဲမှာ approve ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ report လုပ်ထားတာအောင်မြင်သွားပြီလက်ခံတယ်လို့ဆိုလိုပါတယ် reject ဆိုရင်တော့ကျွန်တော်တို့ report လုပ်တာကိုလက်မခံဘူးလို့ဆိုလိုပါတယ် reject ထိတဲ့လူတွေကတော့နီးစပ်ရာ immigration ရုံးကိုကိုယ်တိုင်သွားပြီးတော့ဖြစ်စေပွဲစားနဲ့ဖြစ်စေ90 day report ကိုလုပ်ရပါလိမ့်မယ် approve ဖြစ်သွားတဲ့လူတွေကတော့ဒီ email ထဲမှာ PDF file နဲ့90 day report လုပ်ပြီးကြောင်းစာရွက်လေးတစ်ရွက်ရပါမယ်အဲ့ဒီစာရွက်လေးကို print ထုတ်ထားပြီးတော့ကိုယ့်ရဲ့ passport နဲ့အတူတွဲထားဖို့လိုပါလိမ့်မယ်ဗျဒီစာရွက်လေးထဲမှာက90 day report ကိုနောက်တစ်ခေါက်ဘယ်နေ့ကျရင်ထပ်လုပ်ရမယ်ဆိုတဲ့ရက်စွဲလေးလည်းပါပါတယ်ဗျ။ online ကနေရက်60တုံးထူတာကအရန်ကိုလွယ်ကူပါတယ်။ပတ်စံလည်းမကုန်ပါဘူးဗျ။ဒီလောက်ဆိုရင်ရက်60တုံးထူတာအတွက်အဆင်ပြေကြမယ်လို့ထင်ပါတယ်ဗျ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါဦးဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။